皆さんこんにちは。日本語チャンネルのケです。今日は N2 の文法限りではを一緒に勉強していきます。それではスタート。はい。限りではရဲ့အဓိပ္ပာယ်လေးကတော့ဒီလောက်ကတော့အရာကတော့လို့ဘာသာပြန်ပေးရမှာဖြစ်ပါတယ်။သူ့ကိုဘယ်လိုအခြေအနေမျိုးမှသုံးရမလဲဆိုရင်တော့ကိုတိခဲ့ရမြင်ခဲ့ရကြားခဲ့ရဒီလောက်ကတော့ဆိုပြီးတော့ကိုတိခဲ့ရကြားခဲ့ရမြင်ခဲ့ရတဲ့အခြေအနေတစ်ခုသတင်းအချက်လက်တစ်ခုအကြောင်းအရာတစ်ခုကိုပြန်လည်ပြောဆိုပြီးတော့သုံးတဲ့အခါမှာဒီ grammar လေးကိုသုံးပြရမှာဖြစ်ပါတယ်။သူ့ကို見る聞く調べる記憶ဆိုပြီးတော့စတဲ့တိမြင်နားလည်မှုဖော်ပြတဲ့စကားလုံးလေးနဲ့တွဲပြီးတော့သုံးပေးပါတယ်။သူနဲ့စကားဆက်အနေနဲ့တွဲပြီးတော့သုံးပေးရမှာတွေကတော့ noun ဆိုရင် noun の限り noun の限りではverb ဆိုရင်တော့ verb dictionary form 辞書形ကိုပြောင်းပေးရမှာဖြစ်တယ် verb dictionary form 限り verb dictionary form 限りではဆိုပြီးတော့သုံးလို့ရသလို verb ကို 他 form နဲ့လည်းပြောပါတယ်ကိုမြင်ခဲ့ရတဲ့လောက်ကတော့ကြားခဲ့ရတဲ့လောက်ကတော့ဆိုပြီးတော့မှအတိတ်ပုံစံနဲ့ပေါ့နော်ဗတ်တာဖောင်လည်းပြောလို့ရတယ်ဗတ်တာခါဂီဒီတဲ့ဝဗတ်တာခါဂီဒီဆိုပြီးတော့လည်းသုံးပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ဗတ်တေရူခါဂီဒီဗတ်တေရူခါဂီဒီတဲ့ဝဆိုပြီးတော့လည်းသုံးပါသေးတယ်ဥပမာဆိုရင်ကျွန်တော်သိထားတဲ့လောက်ကတော့ဆိုရင်တော့ဝါတာရှိကရှိတေရူခါဂီဒီဝါတာရှိကရှိတေရူခါဂီဒီတဲ့ဝဆိုပြီးတော့ဒီလိုပုံစံမျိုးနဲ့လည်းသုံးပါတယ်ကဲဒါဆိုရင်ဥပမာစာကြောင်းလေးတွေကိုကြည့်ကြည့်အောင်このイヤホンレビューを見た限りでは結構良さそうですကဲအတိပ္ပယ်လေးကဘာလဲဆိုရင်တော့このイヤホンဒီイヤフォンလေးကဒီနှစ်ချက်လေးอ่ะဆိုရင်တဲ့ review ကို見た限りでは review ကိုကြည့်ရတဲ့လောက်ကတော့結構良さそうですတော်တော်လေးကိုကောင်းမဲ့ပုံပဲအဲ့တော့ကိုက review ကိုမြင်ခဲ့တယ်ကြည့်ခဲ့တယ်ပေါ့နော်ဆိုတော့ကို review ကိုမြင်ခဲ့ရတဲ့လောက်ကတော့ဆိုတော့ကိုသိခဲ့ရတယ်ကိုမြင်ခဲ့ရတဲ့အရာကိုပြန်ပြီးတော့ပြောဆိုတဲ့အခါမျိုးမှာဒီ grammar ဖြစ်တဲ့ခါဂီဒီဒေဝဆိုတဲ့ grammar လေးကိုသုံးပေးရမှာဖြစ်ပါတယ်ကဲဒါဆိုရင်ဒုတိယဥပမာစာကြောင်းလေးကိုလေ့လာကြည့်ကြရအောင်私の記憶の限りでは同じような事件が5年ほど前に一度ありましたအဓိပ္ပာယ်လေးကဘာလဲဆိုရင်တော့私の記憶の限りでは記憶ရဲ့အဓိပ္ပာယ်ကမှတ်ဉာဏ်ဆိုတော့ကျတော့ noun の限りではဆိုတဲ့ grammar pattern လေးကိုသုံးထားပါတယ်ဆိုတော့私の記憶の限りではဆိုတော့အဓိပ္ပာယ်ကကျွန်တော်မှတ်မိတဲ့လောက်ကတော့လို့ဆိုလိုချင်တာဖြစ်ပါတယ်အဲကြောင့်မလို့私の記憶の限りではဆိုတော့ကျွန်တော်မှတ်မိတဲ့လောက်ကတော့ကျွန်တော်ရဲ့မှတ်ဉာဏ်ထဲမှာရှိရတဲ့လောက်ကတော့ဆိုပြီးတော့ကျွန်တော်မှတ်မိတဲ့လောက်ကတော့ဒီတူညီတဲ့အမှုအခင်းမျိုးကလွန်ခဲ့တဲ့9နှစ်လောက်ကလည်းတစ်ခေါက်ရှိခဲ့ပါတယ်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်။ကဲဒါဆိုရင်နောက်ဆုံးဥပမာစာကြောင်းလေးကိုကြည့်ကြည့်ရအောင်။今回の調査結果の限りでは次の選挙で野党が勝つとは思えない။ကဲအဓိပ္ပာယ်လေးကဘာလဲဆိုရင်တော့ဒီတစ်ခေါက်စစ်တမ်းရဲ့ရလက်အရဆိုရင်တော့နောက်လာမယ့်ရွေးကောက်ပွဲမှာအတိုက်ခံပါတီကအနိုင်ရရှိမယ်လို့တော့ငါမထင်ဘူးကဲဒါဆိုရင်စစ်တမ်းရဲ့ရလက်အရာကတော့ဆိုပြီးကိုတိထားတဲ့ဒီစစ်တမ်းရဲ့ရလက်အရာကတော့ဒီအတိုက်ခံပါတီကတော့နောက်ရွေးကောက်ပွဲမှာနိုင်ရမယ်လို့ငါမထင်ဘူးဆိုပြီးတော့ပြောတယ်ကိုတိလာရတယ်ပေါ့နော်ဒီစစ်တမ်းရလက်အရာကတော့ဆိုပြီးတော့ပြောတဲ့အခါမျိုးမှာဒီ grammar pattern လေးဖြစ်တဲ့ခါဂီဒေဝါကိုသုံးထားတာဖြစ်ပါတယ်はい皆さんどうでしょうかそれでは今日はここまでですまた次の動画でお会いしましょうバイバイ